จิตရဲ့ကောင်းငင်ခရီးကနေပြီးတော့ကန္နာမာရဏတောင်ကိုပြန်ကြွတော်မူသွားတယ်တဲ့။ကနေ့မနေ့ဆက်ထားတာမဟုတ်ဘူးမနေ့ကညနေကကြံတဲ့သမင်းကြံခဲ့ဟင်္ဂလည်းပဲจิตရဲ့ဝတ္တရဲ့ငါရဲ့တခုမှမပန်ငပိပုဂ္ဂလေးထဲလာတဲ့ပကလေးနဲ့ထုတ်ထားတာအဲ့ဒါလည်းပဲတော့ဆွရှင်မယလူခန္ဓာဘုရားဗျာသွန်ပြစ်ကလည်းသွန်ပြစ်နိုင်ပါလေလို့အဲ့ဒီလိုတဏှာဆွပွဲအားငယ်ငယ်နဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးလျှောက်တော်မူတယ်ပြည့်စုံကဘုရားကလည်းတဏှာကရုဏာကြီးမားတော်မူတာနဲ့တကားလေးတဲ့သူ့ရဲ့မခုံးပေါ်မှာပါလာတဲ့ပစိုးပိုင်းလေးကိုဟိုသစ်ပင်အောက်မှာသွားခင်မှာဝင်တာသွားတယ်။အော်ပစိုးပိုင်းခင်းခိုင်းမှုထောက်ရင်တော့ပြင်ငါဆုံးကိုလူခံလေးပဲဒါနဲ့ပါလာတဲ့ပစိုးပိုင်းကလေးသစ်ပင်အောက်သွားပြီးတော့အခောက်လေးလို့ခင်းဒီတဲ့အခါကျတော့မှအဲ့ဒီပစိုးခင်ပေါ်မှာပြည့်စေကဗုဒ္ဓကတရင်သုံးတော်မူတယ်ဒီတဲ့အခါကျတော့မှပြည့်စေကဗုဒ္ဓကတပိတ်ဖွင့်ပေးတော်မူတယ်အဲ့ဒီဖွင့်ပေးတော်မူတဲ့တပိတ်ထဲကိုဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဟာသူစားဖို့လို့ယူလာတဲ့ထမင်းကြံခဲနဲ့ငပိပုတ်ကလေးကိုလောင်းလိုက်တယ်တဲ့အဲ့ဒီထမင်းကြံခဲနဲ့ငပိပုတ်ကလေးကိုလောင်းပြီးတော့လက်အုပ်လေးချီးပြီးတော့အနာကနေထိုင်ပြီးတော့ကြည်ညိုနေတာပြည့်စေကဗုဒ္ဓကလည်းပဲဘေးတတ်တဲ့အဲ့ဒီသစ်ပင်အောက်မှာတဲ့သုံးရဲနဲ့အဲ့ဒီသမင်းချမ်းခဲနဲ့ငပိပုတ်ကိုဖုံးပေးသုံးဆောင်တော်မူတယ်ဟာဝမ်းသာလိုက်တာမပြောနဲ့တော့သူ့စိတ်ထဲဖုံးပေးမှမထင်ဘူးပြစ်များပြစ်ထုတ်လိုက်မလားသွန်များသွန်လိုက်မလားခွေးများကျွေးလိုက်မလားနဲ့အဲ့ဒီလိုထင်နေတာတခုမှမဟုတ်ဘူးပြည့်စေကဗုဒ္ဓကိုယ်တိုင်သစ်ပင်ရဲ့မှာသူ့ရှိမှာဖုံးပေးသုံးဆောင်တာမြင်တဲ့အခါကျတော့ဝမ်းသာလွန်းလို့ကမန္တရနဲ့တခါတည်းအဲ့ဒီနိနာမှာရှိတဲ့တောက်ရည်အိုးစင်ကရေလေးဝမ်းကြည့်တော့လေးနဲ့သွားခတ်ပြီးတော့ပြည့်စေကဗုဒ္ဓကိုရေကတ်တော်မူတယ်အေးပြည့်စေကဗုဒ္ဓကလည်းရေတောက်တော်မူတပိတ်များဆေးကြောပြီးတော့တပိတ်ကိုတပိတ်အိတ်ထဲမှာပြန်ထဲလို့တပိတ်လွယ်လို့ပြည့်တဲ့ရေကောင်းငင်ခရီးကနေပြီးတော့ကန္နာမာရဏတောင်ကိုပြန်ကြွတော်မူသွားတယ်တဲ့အောက်ကနေလက်အုပ်လေးချီးပြီးတော့ကြည်ညိုရင်းနဲ့ဝမ်းသာလိုက်တာဆိုတာအဟောပါရမန်တုံလည်းပန်းငါဒီရခဲ့တဲ့ကုသိုလ်ပွဲကြီးကိုပြုလုပ်လိုက်ရပြီလို့ဝမ်းမြောက်ဝမ်းသာနဲ့ပေတတ်တဲ့တော်တွေကိုဝင်သွားတနေ့လုံးတော်ထဲမှာထင်းခုတ်နေတော့လည်းပဲသူစိတ်ကဘယ်ရောက်နေလဲပြည့်စေကဗုဒ္ဓကိုမနေ့ကသမင်းညာငယ်လေးနဲ့ငပိပုတ်လေးလှူလိုက်ရတဲ့ကုသိုလ်ကိုအာယုံပြုနေတာဆာယာမန်းတော့မသိဘူးတဲ့စာဖို့လို့မေ့သွားတယ်အဲ့ဒီလိုနဲ့ကိုလို့တဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာနဲ့နေသူ့ဘဝတစ်လျှောက်လုံးမှာပြည့်တဲ့အဲ့ဒီကုသိုလ်တစ်ခုတည်းပါသွားတာတတန်းကိုလို့သိတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်သူရှင်ရဲ့သားဟာအနိစ္စရောက်လို့သေသွားတော့ဘယ်မှာသွားဖြစ်တုံးလို့ဆိုရင်ဗာရဏသီမင်းကြီးရဲ့တောင်နှန်းဆံမိဖုရားကြီးရဲ့ဝမ်းမှာပရိသန္တေကိုကဏီကောင်းစွာမသွေယူခဲ့ပါပြီတကား